မင်္ဂလာပါဒီနေ့တော့ကျွန်တော်ဗာလေးပြောမလဲဆိုလို့ရှိရင်အခုမြင်နေရတဲ့ Fluty Slicer အကြောင်းလေးကိုကျွန်တော်ပြောချင်ပါတယ်ခင်ဗျ Fluty Slicer ကဘာတွေလုပ်လို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ sample တွေကို chop လုပ်မှာပေါ့နော် sample တွေ slide လုပ်မှာဗျဖြတ်လာတောက်တာတွေလုပ်လို့ရပါတယ်ဘယ် sample မဆိုလုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ Fluty Slicer ကိုပထမဆုံးဘယ်လိုခေါ်လို့ရမလဲဆိုရင် add ထဲကနေသွားပြီးတော့เนาะကျွန်တော်တို့ slicer ဆိုပြီးခေါ်လို့ရတယ်เนาะဒီကနေသွားပြီးတော့ slicer ဆိုပြီးတော့ကျွန်တော်ခေါ်လို့ရတယ်เนาะပြီးသွားလို့ရှိရင် slicer တဲကိုဥပမာကျွန်တော် sample လေးတစ်ခုကျွန်တော်ယူလိုက်မယ်เนาะဆွဲပြီးတော့ကျွန်တော်တို့ထည့်လိုက်လို့ရတယ်နော်အဲ့လိုမှဆွဲပြီးမထည့်ချင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့က sample ဥပမာပြကျွန်တော်တို့သုံးနေတဲ့ sample တွေက playlist တွေရောက်နေတယ်ပဲထားနော် playlist တွေရောက်နေအဲ့ဆိုရင်ဒီကောင် double click ခေါက်မယ်ပြီးရင်ဒီ waveform ကို right click လုပ်ပြီးတော့ Fluty Slicer channel ဆိုလေးထည့်လိုက်လို့ရှိရင် slicer နော်သူဖိုင်သူဝင်လာမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဝင်လာတာနဲ့ကျွန်တော်တို့ကဘာလေးဖြစ်သွားမလို့ပြီးတော့နောက်တစ်ခုက Fluty Slicer ကနေ drag and drop လုပ်ပြီးတော့ဒီ browser တွေကမဆွဲဘဲနဲ့လည်းဒီကနေပြီးတော့ကျွန်တော်ယူရရတယ် sample ဆိုနေမယ် log sample ဆိုရှိမယ်အဲ့ဒီကနေကျွန်တော်တို့ကနော်ကိုကြိုက်တဲ့ sample တွေကျွန်တော်ရွေးလို့ရတယ်ပေါ့နော်အဲ့တော့ sample လေးကို slicer လေးကိုထည့်တာဖြစ်ပါတယ်ထည့်လိုက်တာနဲ့ကျွန်တော်တို့ကဒီမှာဘာဖြစ်မလဲဆိုတော့ auto chop ပြီးသားဖြစ်သွားလိမ့်မယ်ဗျာနော် auto chop ထားတယ်တကယ်လို့သူတို့ chop ထားတဲ့ဟာကိုမှကျွန်တော်ကမကြိုက်ဘူးဆိုလို့ရှိရင်လည်းဒီမှာ slicing ဆိုတာလေးရှိမယ်ဗျာနော် slicing ဆိုတာလေးရှိတယ်အဲ့ကောင်လေးကိုနှိပ်လိုက်လို့ရှိရင်နော်သူက auto slide 3မျိုးပါတယ်နော် depth medium နော် sharp နော် sharp ကပိုစိတ်သွားအဲ့လိုမှမဟုတ်ဘူး timing အတိုင်းသွားကျင်တယ်ဆိုလို့ရှိရင်လည်း16 bit ကနော်ဟို 8 bit လား half bit လားရိုးတော့ bit ပဲလားအဲ့လိုမျိုးကျွန်တော်တို့သွားလို့ရမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘူးကိုယ့်ဖက်နဲ့ကိုကျွန်တော်တို့ chop လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းကို chop လုပ်ချင်တဲ့နေရာလေးကိုသွား right click ထောက်နော် split slicer လေးနှိပ်လိုက်လို့ရှိရင်လည်းကျွန်တော်တို့ကနော်ဒါ chop လုပ်ပြီးသားဖြစ်သွားမယ်အဲ chop လုပ်တဲ့ဟာကိုဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်း remove နော် remove ဆိုပြီးတော့လုပ်လို့ရှိရင်ရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ဘက်ကိုဒါ slicer မှာတော့ဗျာအဲ့လိုကိုယ့်ဘက်ကိုလုပ်မယ်ဆိုတော့ slice x မှာပို့ပြီးလုပ်တာတော့ပို့ပြီးတော့နည်းနည်း detail လေးလုပ်လို့ရတာပေါ့နော်ဒါကကျွန်တော် slicer အကြောင်းလေးပြောနေတာဖြစ်ပါတယ်အဲ့တော့ slicer ပဲဆက်မယ် chop ကတော့အစင်းလိုက်တိုင်းသွားတယ်ဗျာနော်အစင်းလိုက်မသွားချင်ဘူးဗျာဒီမှာကျတော့ဒီမှာပေါ့နော်ဟို piano roll ထဲမှာဒီ chop လုပ်မဲ့ဟာတွေကိုကိုကပြောင်းချင်တယ် normal မဟုတ်ဘူး reverse ဆိုတာတော့ဟိုကျွန်တော်တို့ဒီ waveform reverse လုပ်တာမဟုတ်ဘဲဒီခုနအစလုံးကဒီလိုအရှေ့ကနေဒီလိုသွားတယ်အခုကသူကကျတော့ဒီလိုအနောက်ကနေပြန်သွားမှဖြစ်တယ်အဲ့တော့ဖွင့်ကြည့်မယ်ဟယ်လိုအနောက်ကနေပြန်သွားတာဖြစ်တယ်ဒါမှမဟုတ်လေသူ့ကို random လောက်ခိုင်းလိုက်ရမှာဗျာနော် random လောက်ခိုင်းလိုက်ရတယ်နော်ဒါတော့ random ကျွန်တော်တို့သွားနေမှာဖြစ်ပါတယ် okay နောက်ထပ်အသုံးဝင်နေရာလေးတခုကျွန်တော်နောက်တစ်ခုပြချင်တဲ့ဟာကဒီအောက်မှာဗျာ shutter ဆိုရင်ရှိ half ဆိုကျွန်တော်နှိပ်ပြလိုက်မယ် half ဆိုလို့ရှိရင်နော်4ချီမယ်4ဆိုတော့ပိုစိတ်သွားမှာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့နော်ပြီးပါ okay ဒါဒီပေါ် cloud လေးရဲ့အားလေးတွေကျွန်တော်တို့သိပြီဆိုလို့ရှိရင်တော့ဒီမှာ attack နော်သူအဓိကဗျာ attack လို့ပါလို့ဆိုတော့သူ fade in ပေါ့နော် fade in ဆိုတဲ့ဟာကကျွန်တော်တို့တခါကျရင် sample တစ်ခုနဲ့တစ်ခုကရှောက်ထပ်လိုက်တဲ့အချိန်ကြာလို့ရှိရင်ဟို smooth မဖြစ်ဘူးဗျာ smooth ဖြစ်အောင်လို့ကိုကထားကြတယ်လို့ပေါ့နော်ဥမာဘယ်လောက်ထားရရင်မှဆိုမြင်လာတဲ့တွေ့မှာပါနော်နော်ဒီလိုကနေပြီးတော့ကျွန်တော်တို့ဒီလောက်လေးအဲဆိုအဝင်အထွက်လေးရနေနေလေးနော် smooth ဖြစ်တယ်ဒါကတော့ fade out နော် fade out ဖြစ်တယ်နော်အဲ့ဒါနဲ့လေးနော်အဲ့လိုလုပ်လို့ရမှာဖြစ်ပါတယ်ဒီကဒီ crack လောက်ကတော့ကျွန်တော် pitch ဖြစ်တယ်ပေါ့နော် pitch ဆိုလို့ရှိရင်ကျွန်တော် pitch ကို down ပြလိုက်မယ်အဲဆိုရင်ငါ1 cm တုံးဥမာသူ key ကကျွန်တော်တို့က C minor ဆိုလို့ရှိရင်နော်1 cm တုံး short ချလိုက်လို့ရှိရင်နော် B minor ရောက်သွားမှာပေါ့နော် B minor ရောက်သွားမှာပေါ့နော်ဒါ2 cm တုံးကျွန်တော်တို့ short လို့ရမယ်
နော်အဲ့တော့အဆင်ပြေသလိုကိုဝဲဒီ shop လုပ်ချင်တဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့မဖြတ်လို့ရမှာဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ဒီဘက်ကကျွန်တော်တို့ဟို stretch လုပ်တာပါဗျာ stretch ဆိုတော့ဒီ sample ရဲ့ length ပေါ့အရှည်ကိုကျွန်တော်လုပ်တာဥပမာကျွန်တော်ကနော်ကျွန်တော်တို့ဟိုဥပမာကျွန်တော်ပြန်ထားလိုက်မယ်ပြန်ထားလိုက်ရင်ကျွန်တော်သူ original sample ရဲ့ tempo က128ဗျ128ကိုကျွန်တော်တို့ကနည်းနည်းလေးနှေးခြင်းတယ်ဆိုလို့ရှိရင်နော်အပေါ်ကိုကျွန်တော်တို့တင်လိုက်လို့ရှိရင်သူ tempo လျော့သွားလိုက်မယ်အဲ့ကောင်ကဘယ်လိုပြမယ်ဆိုမြင်အောင်ကျွန်တော်တို့ပြမယ် stretch ကကျွန်တော်ဒီမှာပြမယ်ဆိုလို့ရှိရင်ဒီလိုပေါ့နော်ကျွန်တော် tempo အရင်မြန်သွားခြင်းတယ်ဆိုလို့ရှိရင်နော်ဒီလိုဆွဲချုံလိုက်တယ်နော်ဖွင့်ကြည့်မယ်နော်အဲ့လိုမျိုးနော်ဒါ original အဲ့ဒါကိုမှကျွန်တော်ကနော်ဒါ stretch ဖြစ်ပါတယ်ပေါ့နော်ဒါ stretch ကိုကျွန်တော်ပြတာအဲ့လိုရင်ဟိုကျွန်တော်နှစ်ဆပြတော့128ကိုတော့ဝက်လိုက်လို့ရှိရင်84ဟုတ်လား84လား64ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးပေါ့ဒီမှာလဲခုနကပြောလို့ကျွန်တော်တို့ဒီမှာ stretch လုပ်လို့ရတယ် stretch လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာခုနက64လောက်ထိပြောင်းသွားလိုက်လို့ရှိရင်ခုနကလိုမျိုးဖြစ်သွားလိုက်မယ်ဖွင့်ကြည့်မယ်နော်အဲ့လိုမျိုးဒါတော့ဟို straps နော် slide straps လောက်တာဖြစ်ပါတယ်ခင်ဗျအဲ့တော့ okay ကျွန်တော်တို့ဒီကတော့အခုကျွန်တော်ပြောခဲ့တာလေးကတော့ကျွန်တော်ဒီ fluty slicer ရဲ့အကြောင်းလေးပဲဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်တို့ drum တွေပဲကောက်ထည့်လိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ sample လေးတစ်ခုကိုနော်ဟိုဘယ်လိုပြောမလဲတခြင်းတစ်ပုတ်နော်ဒီ sampling လုပ်တဲ့တခြင်းတစ်ပုတ်ကျွန်တော်တို့ရမှာဗျပြင်ကျန်တဲ့ဟာတွေဟိုအတမကျွန်တော် drum loop လေးတစ်ခုကိုဥပမာကျွန်တော်ထည့်ပြလိုက်မယ်နော်ဒီမှာထည့်ပြလိုက်မယ်ထည့်ပြီးတော့ကျွန်တော်ဖွင့်ကြည့်မယ်ဆိုရင်နော်အဲ့ဒါဆိုလို့ရှိရင်ဒါကျွန်တော်စိတ်တိုင်းချကျွန်တော်ချတာမသူ့ random 6ခိုင်းပြီးတော့လုပ်တာလေနော်ဒီ sample လေးတစ်ခုဖြစ်ပါတယ်အားလုံးပဲ thank you ပါခင်ဗျဒီနေ့ကတော့ကျွန်တော် free slicer နဲ့ဘယ်လိုလေး chop လုပ်လို့ရမလဲဘယ်လို slide လုပ်လို့ရမလဲဆိုတာလေးပြောပြရဖြစ်ပါတယ်အားလုံးပဲ thank you ပါ